ဆရာဂေါ်ဂူရာနေပြီးတော့ကျေးဇူးပြုရဲ့နည်းနည်းမှလာရှင်ခလို့ပါလို့သူ့ကိုကျွန်တော်ဒီမှာဒီအဖွင့်အစလည်းဆိုပါနော်စူတောင်းပေးကျွန်တော်ဖိတ်ခေါ်လိုပါတယ်အားလုံးစူတောင်းကြအောင်အနန္တမေတ္တာတော်ရှင်ကိုရောဒီနေ့ဒီချင်းခါမှာကျွန်တော်နည်းနည်းလေးကြေညာလို့ချင်ပါတယ်လို့ကျွန်တော်တို့ဒီလောက်တဲ့ရွေချက်လို့ကျွန်တော်လည်းပြောချင်ပါတယ်ပရမတိချက်ကျွန်တော်တို့ဒီလောက်တဲ့ရွေချက်ကတော့မိဘမဲ့ကလေးတွေအတွက်ဖြစ်ပါတယ်လို့ဒုတိယကကျွန်တော်တို့ဒီမှာရေးထားတဲ့ Long King Village ကျေးရွာက47 inch လောက်မီးလောင်သွားတဲ့အတွက်ကျွန်တော်တို့ဒီမှာရံပုံငွေလှုပ်ချင်းဖြစ်ပါတယ်ကဘာပစ္စည်းသုံးဆိုတဲ့တစ်ချက်နဲ့အကုန်လုံးချင်းတို့ကိုဖိတ်ခေါ်ကဲကိုစောမန်ကျေးဇူးပြုဆွေးနွေးကြပါအားလုံးကိုပြီးကြရအောင်ကဘာပစ္စည်းသုံးတဲ့တစ်ချက်နဲ့ကြောင်းလို့ပြောပြပါတယ်ရှင်းပြောလာခဲ့ပါGonna
ဒီလိုချိန်တိုင်းကောင်းကိုပြင်ဆင်ပေးတဲ့ဖခင်ရှင်တာ၍ဘုန်းကြီးပါစေ